တခါတလေကြာရင်ပျော်ရွှင်မှုဆိုတာကျမတို့အဝေးကြီးမှာလိုက်ရှာနေစရာမလိုပါဘူး။နေ့စဉ်ဘဝရဲ့သေးငယ်တဲ့အရာလေးတွေထဲမှာတင်ပျော်ရွှင်မှုတွေကပုံကွယ်နေတတ်ပါတယ်။မနက်ခင်းနိုးနိုးချင်းမှာပူပူနွေးနွေးကော်ဖီခွက်ကလေးကိုကင်ထားရင်းထွက်လာတဲ့ရနံ့တင်းတင်းလေးကိုခံစားကြည့်ပါ။နေပူလန်းပြီးခါစတန်ရှင်းလက်ဆက်တဲ့အိယာခင်းနံလေးကလည်းစိတ်ကိုကြည်လင်စေပါတယ်။လမ်းသွားရင်မမျော်လင့်ပဲကိုကြိုက်တဲ့တခြင်းဟောင်းလေးတစ်ပုဒ်ကြားလိုက်ရတဲ့အခါမျိုးကိုစိုက်ထားတဲ့အပင်လေးမှာအရွက်တစ်လေးတွေထွက်လာတာကိုမြင်လိုက်ရတဲ့အခါမျိုးမှာလည်းပြုံးမိသွားတတ်ကြတာပါပဲ။မိုးရွာပြီးခါစမြေနှံတင်းတင်းလေးကိုရှူလိုက်ရတာတနေကုန်လှုပ်เสียရှိတာတွေကိုအောင်မြင်အောင်လုပ်ပြီးလို့turtle list လေးကိုချစ်ထုတ်လိုက်ရတာတွေဟာလည်းတကယ်ကိုပေါ်ပါစေတဲ့အခိုက်အတန့်တွေပါပင်မနဲ့နေ့တစ်နေ့အစုံမှာရေအေးအေးလေးနဲ့ချိုးလိုက်လို့ရရှိတဲ့လန်းဆန်းမှုမမျှော်လင့်ပဲချစ်ရသူစီကနေကောင်းလားဆိုတဲ့စာတိုလေးရလိုက်တဲ့နှွေးထွေးမှုပြီးတော့ညနေခင်းကောင်းကင်ရဲ့လှပတဲ့နေဝင်ချိန်ကိုငေးကြည့်ရတာတွေကစိတ်ကိုငြိမ်သက်သွားစေပါတယ်နောက်ဆုံးတော့ပိတ်ရက်မှာဘာကိုမှအလောတကြီးလှုပ်เสียမလို့ပဲနိုးကျင်တဲ့အချိန်မှအိယာကထားခွင့်ရတာဟာလဲရိုးရှင်းပေမဲ့တန်ဖိုးရှိတဲ့ပျော်ရွှင်မှုတစ်ခုပါပဲဒီနေ့တင့်ကိုပြုံးမိအောင်လုပ်ပေးခဲ့တဲ့သေးငယ်တဲ့အရာလေးကဘာဖြစ်မလဲ